The magic of getting what you want. David J. Schwartz. အောင်မြင်မှုစီတို့ဒုတိယခြေလှမ်းမောင်ပေါ်ထွန်း Build your self-confidence. စိတ်သက်ခွန်အားကိုမြင့်တင်ပါ Don't belittle yourself and always cultivate a positive mindset of I can do it. ကိုယ့်ကိုယ်ကိုတိမ်ငယ်စိတ်မထားပဲငါလုံးနိုင်တယ်ဆိုတဲ့ဒီသဘောဆောင်တဲ့ဗီဒီယိုအမြဲမွေးလို့ပါ Try to get rid of the habit of making excuses and become a practical person. စင်ကြေပေးတတ်တဲ့အကျင့်ကိုဖြောက်ပြီးလက်တွေ့လုပ်ဆောင်မှုဖြစ်အောင်ကြိုးစားပါ Build effective social relationships. ထိရောက်တဲ့လူမှုဆက်ဆံရေးကိုတည်ဆောက်ပါ A person who is smart makes the other person feel important. ပါရည်နဲ့ရရှိသူတစ်ယောက်ဟာတစ်ဖက်လူကိုအရေးပါသူတစ်ယောက်လိုခံစားရအောင်လုပ်ပေးတတ်ပါတယ် Making good friends and gaining people's trust is the best secret to success. မိတ်ဆွေကောင်းတွေများအောင်လုပ်ပြီးလူရဲ့ယုံကြည်မှုကိုရယူတာဟာအောင်မြင်ဖို့အတွက်အကောင်းဆုံးပြုဝဲချက်ပါပဲ If you practice these things, you will achieve the success you want. If you want to know more about good books, subscribe to our channel. ဒီချက်လေးချက်ကိုသာကျင့်သုံးမယ်ဆိုရင်ကျင့်လို့ခြင်းနဲ့အောင်မြင်မှုတွေကိုရရှိလာမှာပါနောက်ထပ်စာအုပ်ကောင်းတွေကြောင့်သိချင်ရင်တော့ဒီ channel ကို subscribe လုပ်ထားပေးပါဦး